content တစ်ခုဖန်တီးလိုက်တဲ့အကြောင်းရင်းကနေပြီးတော့ကြတော့လာတာပဲလေလူတွေကကိုကနေပြီးတော့ကိုပါလုပ်နေလဲပြောမှဆိုလို့ယုံကြည်မှုကလည်းဒီကိုမြင်တာနဲ့ဒီလူကယုံကြည်ရတယ်ဒီလူကဒါလုပ်နေတယ်အဲ့လိုမျိုးမှတ်မိသွားအောင်ဆိုပြီးတော့ကြတော့ဒီ content လေးတွေဖန်တီးတာကကိုအတွက်ပို့ပြီးတော့ထိရောက်မှုရှိတယ်လို့ပြောတာပါနော်ဒါပေမဲ့ကိုသာမန်နေနဲ့ပဲကိုကဒီလိုပဲလှုပ်သွားမယ်ဆိုလို့ရှိရင်တော့လှုပ်သွားပါတော့ဒါပေမဲ့တစ်ချိန်ကျရင်ကိုကနေပြီးတော့စီးပွားရေးမလုပ်တော့ဘူးလားကိုကအဲ့လိုမျိုးတွေကိုကတွေးလို့ရတယ်ဒါဆိုရင်ကိုကစီးပွားရေးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်ကိုအနေနဲ့ဒီပြောမှဆိုရင် social media platform ပေါ်တွေမှာကိုအနေနဲ့ပြောမယ်အမာခံကိုရဲ့ဖောက်တဲ့တွေပရိသတ်တွေပေါ်ပြောမယ်ဆိုလို့ရှိရင်ကိုကြည့်ရှုတဲ့လူတွေပုံမှန်ရှိနေအောင်လောက်ထားဖို့လိုတာပေါ့နော်ဒီဒါမှကိုကနေပြီးတော့ကြတော့ပြောမှဆိုလို့ရှိရင် content တွေများဖန်တီးပြီးတော့ခါကြတော့သူတို့ကယုံကြည်မှုတွေရလာတဲ့အခါမှာကိုကနေပြီးတော့စီးပွားရေးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်ကိုရဲ့စီးပွားရေးကိုသူတို့တွေနဲ့မိတ်ဆက်ပေးလိုက်လို့ရှိရင်ပို့ပြီးတော့ထိရောက်မှုမြန်ဆန်မှုပို့ပြီးတော့အားကောင်းတာပေါ့နော်ဒါကဒါလေးကကြံပေးတာပါကိုကနေပြီးတော့ကြတာ content တွေဖန်တီးတာဟိုကမပေါ့ဘူးကိုကပုံမှန်ပဲကိုရိုးအကောက်သုံးတယ်လို့ပဲဒါတက်ပုံလေးတွေတင်မယ်ကိုအားတယ်လို့ဒါဗီဒီယိုလေးတွေ short တင်မယ်လုပ်ရင်တော့လုပ်ပေါ့နော်ဒါကတော့ကြံပေးတဲ့သဘောပါကိုကောက်မှာကိုကတော့ကြိုက်တယ်လို့တင်လို့ရတာပေါ့နော်ဒါဘယ်သူမှမဆိုင်ပါဘူးကိုနဲ့ပဲသက်ဆိုင်တာပါလေဒါအားမျိုးကြံပြီးတော့ကြတာကြံပေးတဲ့သဘောပါ